မှန်ကရကထားမယ်ဆိုရင်ကိုဖိုးရဲ့ phone original screen ကိုထိခိုက်နိုင်လားမထိခိုက်နိုင်ဘူးလားဖုန်းဆက်ဝယ်ပြီးခဲ့တဲ့ကပထမဆုံးကတ်ထားရတာတနည်းနည်းလောက်ထိကြာကြည့်ကတ်ထားပြီးရင်နော်ကိုဖိုး screen ကိုထိခိုက်နိုင်လားမထိခိုက်နိုင်ဘူးလားဒီလိုပူအပ်မှုတွေအတွက်အဖေကတော့ရွေးချယ်ပါတယ်ကိုဖိုးမှန်ကရဲ့ quality နဲ့ပဲသက်ဆိုင်တာပေါ့တကယ်လို့တင်ကအရေးသေးပြည့်မီရဲ့မှန်မှုကွဲတွေကိုကတ်ထားမယ်ဆိုရင်တော့ကိုယ့်ရဲ့ phone original screen ကိုထိခိုက်မှာမဟုတ်ပါဘူးနော်ဒါပေမဲ့အရေးသေးမပြည့်မီရဲ့ဖုန်းမှန်မှုကွဲတွေကိုကတ်လိုက်တဲ့အခါမှာကိုဖုန်းအတွက်ပြဿနာနဲ့ငယ်တော့ရှိနိုင်တယ်နော်ပထမတစ်ချက်က glue residue လို့ခေါ်တဲ့ core ကျန်ခဲ့တာအရေးသေးပြည့်မီရဲ့မှန်နေမှာတုံးထားတဲ့ core ကကြတော့ဖုန်းအပူရန်ကြောင့်အရေးပြောပြီးအခါမှာကိုဖုန်းရဲ့ screen ကိုကတ်စစ်စစ်ဖြစ်သွားတယ်ဒီလိုကတ်စစ်စစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်ခွာပြီးတော့တန်ရှင်းရလုပ်တဲ့အခါမှာပြဿနာတွေဖြစ်နိုင်တယ်လေနောက်ချက်ကကြတော့ကုတ်တီအငှားတွေကြွားကြတာဖုန်းရဲ့ screen တွေမှာလက်ရည်နဲ့စီရည်မထင်အောင်အတွက် oliphobic coating ကိုခေါ်တဲ့အလားပါလေးတွေပါရတယ်ဒါပေမဲ့အရေးသေးပြည့်မီရဲ့ core ကြောင့် phone screen ကိုပြန်ခွာတဲ့အခါမှာအဲ့ oliphobic coating အလားလေးတွေကိုပြန်ခွာတယ်လို့မျိုးဖြစ်တတ်တယ်ကဲဒီရောဖုန်းမှန်ကွဲကိုအကြာကြီးကတ်ထားမယ်ဆိုရင်ကိုဖုန်းရဲ့ original screen ကိုထိခိုက်နိုင်လားမထိခိုက်နိုင်ဘူးလားဆိုတာကိုခွဲခြားလို့ရသွားပြီဖြစ်မှာရယ်နော်ဒီလိုမျိုးအရေးသေးကောင်းပြီးတော့ကိုဖုန်းတွေလည်း safety ဖြစ်မဲ့ဖုန်းမှန်ကွဲလေးကိုလိုချင်နေဆိုရင်တော့ပြင်းလို့ရှိတဲ့ချောင်းနဲ့ပြည့်တက်ကတော့အဝေးတင်ခီဟာပိုးအယုတ် Galaxy Mobile ကိုစမ်းလာခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်